လူတို့အကြောင်းတစိတစောင်းတဲ့ခေါင်းစဉ်ကဘုံဘုံဒီတရားလေးကိုဟောခြင်းတဲ့ရွေချက်လေးကလူတွေရဲ့စိတ်နေသဘောထားလေးတွေကိုလူအများသိစေချင်တာရဲ့ကိုယ်ကိုယ်တိုင်လည်းဖြစ်နေတာရဲ့ကိုယ်ကိုယ်တိုင်လည်းတွေးကြုံနေရတာကြောင့်လူတွေရဲ့အကြောင်းလေးတွေတစိတစောင်းကိုဟောပေးလိုက်ရပါတယ်နော်ပေါင်းသင်းပါများလာရင်လူတွေရဲ့အကြောင်းတွေကိုသိရှိလာတာကတော့အမှန်ပါပဲဒါပေမဲ့လူတွေအကြောင်းကိုပိုပြီးသိရအောင်အချက်အလက်လေးတွေခွဲပြီးကြည့်ရမယ်နော်နံပါတ်1 need for recognition နဲ့ကိုလုပ်တဲ့အရာကိုအသိမှတ်ပြုခံခြင်းကြတယ်တဲ့လူတိုင်းဟာကိုလုပ်တဲ့အရာလေးတွေကိုလူတွေချီးမွမ်းတာကိုလိုချင်ကြတယ်လူတွေသတိထားမိတာကိုလိုချင်ကြတယ်ကိုလုပ်တဲ့အရာကိုကဲ့ရဲ့ရင်မကြိုက်ဘူးကိုကိုလူတွေစောင့်ကြည့်နေတာကိုလိုချင်ကြတယ်ကိုဂရုမစိုက်ဘူးဆိုရင်အလွယ်တကူခံစားလွယ်တတ်တယ်ဒါသာမန်သူတွေမှာဖြစ်တတ်တဲ့စိတ်ဓာတ်တစ်ခုပါပဲစိတ်ဓာတ်တည်ငြိမ်သွားတဲ့သူကြတော့လူတွေကိုတန်ဖိုးထားတာမထားတာလူတွေအလေးပေးမပေးဂရုမစိုက်တော့ဘူးပေါ့နော်နံပါတ်2 comparison mind သူတစ်ပါးတွေနဲ့နှိုင်းယှဉ်တတ်တဲ့စိတ်ရှိကြတယ်တဲ့တာမန်လူတယောက်ဟာကိုယ့်ဘဝနဲ့သူများဘဝကိုအမြဲတမ်း compare လုပ်တတ်ကြတယ်သူကငါထက်သားတယ်ငါကသူ့ထက်သားတယ်အမြဲလိုက်ရှင်နေတတ်တယ်ငါကဘိုးအောင်မြင်တယ်သူကငါလာမအောင်မြင်ဘူးအခု TikTok သုံးနေတဲ့သူတွေဆိုရင်လေငါက TikTok follower 10 million လောက်ရှိတာသူကအခုမှ follower က 100k လောက်ပဲရှိတာငါနဲ့ဘာမှမဆိုင်ဘူးဆိုပြီးတော့လိုက်ပြီးရှင်တတ်ကြတယ်ဒါဟာမသိစိတ်ကဖြစ်နေတဲ့ကိုယ့်ရဲ့အကျင့်တစ်ခုပဲအမှန်တကယ်ရင့်ကျက်သွားတဲ့သူကသူများနဲ့လိုက်ပြီးမရှင်းဘူးကိုယ်ပဲကောင်းအောင်နေတိုင်းတယ်ဘာကြောင့်ဥဒ္ဒစာအုပ်ကိုဖတ်ရုံနဲ့ဥဒ္ဒလိုလူမျိုးမဖြစ်နိုင်ဘူးသူများနဲ့ရှင်တိုင်းကိုယ်အဲ့ဒီလိုဖြစ်မယ်လို့ပြောလို့မရပါဘူးနော်နံပါတ်3 seeing through past အပြစ်ကိုအရင်ဆုံးမြင်တတ်တဲ့စိတ်ထားရှိကြတယ်တဲ့လူတွေကတခါတည်းမှာအမှားမှန်အကောင်းဆုံးအကြောင်းအကျိုးတွေကိုမလိမ့်လာပဲရှေးဥစွာအပြစ်တင်စောတတ်တဲ့စိတ်ထားတွေရှိတယ်လူတယောက်ရဲ့အားသာချက်ကိုအရင်မမြင်ဘူးအားနည်းချက်ကိုရှာပြီးပြောတတ်ကြတယ်ကောင်းကွက်ကိုမလိမ့်လာဘူးဆိုးကွက်ကိုပဲကြည့်တတ်ကြတယ်အမှန်ပဲခုခေတ်ဆိုရင်ဘာမှမသိပဲသူများပြောတိုင်းလိုက်ပြီးတော့ပြောတဲ့သူတွေရှိတယ်သတင်းမှားလားသတင်းမှန်လားမသိပဲမစူးစမ်းမစင်ရင်ပဲရမ်းပြီး